အားလုံးပဲမင်္ဂလာပါရှင်စိန်စတာနေပြန်လေးကြိုဆိုလိုက်ပါရစေ။ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့နှစ်သက်မှာတာနာပေါင်ကိုအခုလိုမျိုးအပီးတိုင်ဝင်ရောက်သွားတဲ့ရနာဘိုရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အခုဆိုရင်တော့2026ခုနှစ်ရဲ့နှစ်သက်အချိန်ခါသားများကိုရောက်ရှိလို့လာပါပြီ။နှစ်သက်ဦးဆိုတာနဲ့လူတော်များများဟာပျော်ပွဲရှင်ပွဲတွေခီးသွားတာတွေနဲ့ကဲပြီးတော့ပျော်ပါနေချိန်မှာအားလုံးရဲ့ချစ်တော်မင်းသမီးရနာဘိုကတော့လော်ဂီအာယုံကိုကြောခိုင်းပြီးတော့အေးချမ်းလာတဲ့သာသနာအရေးကိုခိုလုံဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။2026ခုနှစ်ရဲ့ထူးခြားတဲ့နှစ်သစ်ကူအစီအစဉ်အဖြစ်သာသနာပေါင်ကိုအပီးတိုင်ဝင်ရောက်သွားတဲ့သူကတော့တရုတ်ဆောင်မင်းသမီးကျော်လေးရတနာဘိုပဲဖြစ်ပါတယ်။အခုဆိုရင်တော့ပရိသတ်တွေချစ်ခင်အားပေးရတဲ့ရတနာဘိုကိုအရင်လိုမျိုးထမိန်နဲ့အင်ကြီးနဲ့မဟုတ်တော့ပဲပန်းရောင်ဝတ်စုံလေးနဲ့မေတ္တာရှင်အဖြစ်မြင်တွေ့နေရတာကတကယ်ကိုကြည်နူးစရာဖြစ်သလိုတစ်ဖက်မှာလည်းနှမျောစရာဖြစ်နေတာလည်းဖြစ်ပါတယ်ရှင်။တခြားသူတွေကတော့နှစ်သက်ကူမှာတောက်စားပျော်ပါနေချိန်မှာရတနာဘိုကတော့သာသနာပေါင်တွေကိုတရားဓမ္မတွေနဲ့ပျော်မွေ့နေတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ရတနာဘိုဟာအနုပညာလောကမှာတရုတ်ဆောင်အလွန်ကောင်းသလိုချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။အခုဆိုရင်တော့ရတနာဘိုကမကြသေးခင်ကမှမင်းသားနေဝင်းနဲ့တွဲဖက်တရုတ်ဆောင်ထားတဲ့အနှစ်ဆိုတဲ့ဇာတ်ကားကြီးမှာသူမရဲ့ပြောင်ပြောင်းလောက်တဲ့တရုတ်ဆောင်ချက်တွေကြောင့်အကယ်ဒမီရဖို့အတွက်ရည်ပန်းစားနေရလည်းဖြစ်ပါတယ်။အနုပညာလမ်းကြောင်းမှာအောင်မြင်မှုတွေအရှိန်ရှိနေတဲ့အချိန်မျိုးမှာအခုလိုမျိုးဆွန့်လိုက်တာကတကယ်ကိုတော့လေးစားစရာစိတ်သက်ပါပဲ။ဒါရင်မကသေးပါဘူးရတနာဘိုကတက်သစ္စာမင်းသားရှိန်တင်ထူးနဲ့ချစ်ကြိုက်နေသလိုတရင်နဲ့တပွားပွားထွက်ပေါ်ခဲ့ပါသေးတယ်။အခြေရနဲ့အနုပညာနှစ်ခုစလုံးမှာစိတ်ဝင်စားခံနေရတဲ့အချိန်ဖြစ်ပေမဲ့အခုကတော့ရတနာဘိုကလောကီရေးရာကိုစိတ်ကုန်သွားပုံရပါတယ်။မမြဲတဲ့လောကစည်းစိမ်တွေထက်မြဲတဲ့တရားအာဓမကိုသာအစစ်မှန်ဆိုတဲ့အသည့်နဲ့မေတ္တာရှင်ဝတ်သွားတာလည်းဖြစ်ပါတယ်ရှင်။ရတနာဘိုတရားလူမထက်လာတော့ပဲအပီးတိုင်သာသနာပုံထဲကိုဆက်လက်ရှိနေမှာလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်ရှင်။ ရှုစင်တဲ့ကိုနေတာအနုပညာကျွေးနဲ့မိဘတွေကိုအိမ်ဝဲပေးကတခုလက်မုတ်ဆိုးဖို့တထေးကြီးတွေကိုယူတဲ့မင်းသမီးတွေကိုခြေပြလိုက်တဲ့ရတနာဘုံပရိသတ်ကြီးအလုံးမဲ့မင်္ဂလာပါရှင်ကျမတို့ရဲ့ Celebrity MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာလောကကတော့ဖြိုစင်တဲ့အရာတွေဆိုတာမရှိသလောက်ရှားပါတယ်ရှုပ်ထွေးနက်နေတဲ့ဆက်ဆံရေးတွေပဲပြည့်နှက်လို့နေတာဖြစ်ပါတယ်ဒီထဲမှာမှရတနာဘိုကတော့ဖြူစင်တဲ့အရာတွေနဲ့သာရှင်သန်ခဲ့တယ်ဆိုပြီးလက်မထောင်လို့နေပါတယ်။ရတနာဘိုကလူမင်းတို့တင်တဲ့မင်းသမီးတစ်ယောက်အနေနဲ့အနုပညာလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ရိုက်ကူးခဲ့ပေမဲ့ထင်တလောက်မအောင်မြင်တာကြောင့်အချိန်တွေအကြာကြီးစူးစမ်းနေခဲ့ရပါတယ်။အနည်းနဲ့အလားလားစူးစမ်းခဲ့ပြီးကိုဗစ်ကာလနောက်ပိုင်းမှာရတနာဘိုကဇလန်တွဲတွေနဲ့လူတီများလာခဲ့တာဖြစ်ပါတယ်။သမီးဆိုအိမ်တောင်ရင်သွေးဇလန်တွဲတွေနဲ့တဟုန်တိုးအောင်မြင်လာခဲ့ပါတယ်။အိမ်တောင်ဇလန်တွဲတွေကသူချစ်ခင်ကာရက်တာနဲ့ပရိသတ်များစွာရဲ့လက်ခံအားပေးမှုကိုရရှိသွားခဲ့ပါတယ်